ဆီယံ၏အထူးရင်ဆိုင်နေရသည့်စိန်ခေါ်မှုများမှာမြန်မာစစ်တပ်ကအာဆီယံဗဟိုသဘောတူညီချက်၅ချက်ကိုဇက်တိုက်ငင်းဆန်နေခြင်းဖြစ်ကြောင်း NUG ကသိပေးလာခဲ့ပါတယ်။အာဆီယံနယ်ဖြင့်မြန်မာရေးတွင်လက်ရှိရင်ဆိုင်နေရသည့်အထူးစိန်ခေါ်မှုများမှာတန်တမရေးရာထိတွေ့ဆက်ဆံခြင်းမရှိခြင်းတို့ကြောင့်မဟုတ်ဘဲမြန်မာစစ်တပ်က၎င်းကိုယ်တိုင်သဘောတူညီလက်ခံထားသောအာဆီယံဗဟိုသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်အတွက်ဇက်တိုက်ငင်းဆန်နေခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါတယ်။ဇူလိုင်လ12ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့နယ်တွင်ထိုင်းဆိုရကအေရှိဖြစ်တဲ့လက်ခံခြင်းမှသည့်အာဆီယံနိုင်ငံသားရေးဝန်ကြီးဌာနနှင့်မြန်မာရေးကိုယ်စားလှယ်တို့၏အလို့သဘောတွေ့ဆုံမှုများနှင့်ပတ်သက်၍ NUG ကထုတ်ပြန်ချက်တရက်ထုတ်ပြန်ခဲ့ရမှာရင်းသို့သတိပေးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ NUG ကမြန်မာနိုင်ငံ၏အိန္ဒိယနိုင်ငံဖြစ်သည့်ထိုင်းနိုင်ငံတွင်နယ်စပ်လုံခြုံရေးနယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဒေသတွင်းတည်ငြိမ်ရေးတို့နှင့်ပတ်သက်၍တရားဝင်အမျိုးသားအကျိုးစီးပွားရေးရှိနေကြောင်းထို့ကြောင့်ရင်းအကျိုးစီးပွားရေးကိုတိုက်ရိုက်တက်ရောက်သည့်ကိစ္စများပေါ်စစ်ကောင်စီနှင့်နိုင်ငံအစဉ်ဆွေးနွေးခြင်းမှာနားလည်နိုင်သည့်ကိစ္စတွေဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ထို့ရာတွင်အာဆီယံဖွဲ့ဝင်များနိုင်ငံတနိုင်ငံချင်း၏နိုင်ငံအစဉ်ထိတွေ့ဆက်ဆံမှုများကိုအာဆီယံတစ်ဖွဲ့လုံး၏မြန်မာအရေးဆိုင်ရာအစုပေါင်းရည်တည်ချက်ပြောင်းလဲသွားခြင်းဖြင့်အထိပ္ပယ်မကောက်ယူသင့်ကြောင်း NUG ကပြောဆိုခဲ့ပါတယ်။အာဆီယံ၏မြန်မာအရေးဆိုင်ရာသဘောတူညီထားသည့်မူဝါဒမှာအကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်သက်ဆိုင်သူများအကြားအပြုသဘောဆောင်သောဆွေးနွေးမှုများပြုလုပ်ရန်လူသားချင်းစာနာထောက်ထားမှုကူညီများပေးအပ်ရန်နှင့်အာဆီယံထိုးသံတမန်များကသက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့်ထိတွေ့ဆက်ဆံရန်အတွက်သတ်မှတ်ထားသည့်ဗဟိုသဘောတူညီချက်၅ချက်သာဆက်လက်တည်ရှိနေကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အာဆီယံဗဟိုသဘောတူညီချက်၅ချက်ကိုချမှတ်သည်မှာ9နှစ်ကျော်ကြာမြင့်သည့်ဖြစ်တော်လဲမြန်မာနိုင်ငံတွင်အရသာပြည်သူများပေါ်အကြမ်းဖက်မှုများလျှော့ချသွားခြင်းမရှိဘဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းခွဲခြားမှုမရှိသောလေကြောင်းတက်ခတ်မှုများဆက်လက်တည်ရှိနေပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးခွင့်ကိုလည်းပြင်းထန်စွာပိတ်ပင်ထားဆဲဖြစ်ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။ထို့ပြင်မြန်မာရေးနှင့်ပတ်သက်၍အတိတ်ပဲပြေဝသည့်နိုင်ငံရေးဆွေးနွေးပွဲစတင်ဖြစ်ပွားခြင်းမရှိသေးကြောင်းနှင့်ရင်းချင်နေများမှာအာဆီယံဗဟိုသဘောတူညီချက်၅ချက်ရှိဂတိကဝတ်များကိုအကောင့်ထဲပေါ်ရန်အတွက်ငင်းဆန်မှုများရလဒ်ဖြစ်ကြောင်း NUG ကပြောဆိုခဲ့ပါတယ်။ရရှိတည်တံ့သောငြိမ်းချမ်းရေးကိုရရှိရန်အတွက်မြန်မာရေးတွင်သက်ဆိုင်သည့်အစုအဖွဲ့များအလုံးကိုမြတ်တစွာစနစ်တကျအမှန်တကယ်ပါဝင်နိုင်သည့်နည်းလမ်းများထိတွေ့ဆက်ဆံရန်အတွက်လိုအပ်ကြောင်း NUG ကတိုက်တွန်းလာခဲ့ပါတယ်။အာဆီယံနှင့်အဖွဲ့ဝင်များနိုင်ငံက NUG ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီများတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်အခြားသောဒီမိုကရေစီအဖွဲ့အစည်းများထိတွေ့ဆက်ဆံမှုရှိသောလည်းယင်းထိတွေ့ဆက်ဆံမှုများမှာတိကျစီဖြစ်နေပြီးတန်းတူညီမျှသောနိုင်ငံရေးအလေးနက်ထားမှုသို့မဟုတ်စနစ်တကျဖွဲ့စည်းထားသည့်မူပေါင်းတစ်ခုတွင်လက်ရှိဖြစ်ပေါ်နေခြင်းမရှိသေးကြောင်းသိရှိရပါသည်။ယင်းကဲ့သို့မမျှတဘဲတိကျစီထိတွေ့ဆက်ဆံမှုများကြောင့်စစ်ကောင်စီကသွေးခွဲအုပ်စုများနှင့်မဟာဗျူဟာများဖြင့်အမျက်ထုတ်နိုင်သည့်အနေရရှိနေပြီးအမှန်တကယ်လိုအပ်သောနိုင်ငံရေးဆွေးနွေးမှုများအတွက်အပြန်အလှန်ယုံကြည်မှုများကိုပြပြစေကြောင်း NUG ကပြောဆိုခဲ့ပါတယ်။မြန်မာရေးဆိုင်ရာနိုင်ငံသားရေးဝန်ကြီးဌာနမှမြေပြင်ပေါ်ရှိပကတိမြန်မာနိုင်ငံခြေနေပေါ်ကိုထင်ဟပ်စေမည်ဖြစ်ကြောင်းသက်ဆိုင်ရာဖွဲ့စည်းများကိုမြန်မာနိုင်ငံ၏အနာဂတ်အတွက်မရှိမဖြစ်လိုအပ်သောမိဖက်များအဖြစ်နဲ့အတိအမှတ်ပြုပြီးပေါင်းစပ်ညီနိုင်ထားသောနိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာခဲ့ပါတယ်။ထို့ပြင်အာဆီယံ၏ဂုဏ်သိက္ခာများကိုခေါ်ယူကျင်းပသည့်အစည်းအဝေးပွဲအတွက်ဆုံးဖြတ်ချက်မဟုတ်ဘဲအာဆီယံ၏စုပေါင်းကတိကဝတ်များကိုလက်တွေ့အကောင့်ထဲပေါ်၍တိုင်းတာနိုင်သောရလဒ်များမည်သို့မည်မျှဖော်ဆောင်နိုင်သည်ဟုဆိုကအချက်များဖြင့်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း NUG ကပြောဆိုခဲ့ပါတယ်။ NUG နေဖြင့်ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်ကခိုင်မြဲသောနိုင်ငံရေးအဖြစ်တစ်ခုရရှိဖို့အတွက်အာဆီယံထိုင်းနိုင်ငံနှင့်ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်အပြုသဘောဆောင်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာပါရှိခဲ့ပါတယ်။အာဆီယံနေဖြင့်သက်ဆိုင်ရာအစုအဖွဲ့များနှင့်မူဝါဒများဖြင့်လက်တွေ့တွင်မြတ်တစွာစနစ်တကျနှင့်ပေါင်းစပ်ညီနိုင်ထားသည့်ထိတွေ့ဆက်ဆံမှုများဖြစ်ပေါ်လာစေရန်အတွက်ဆောင်ရွက်သည့်တိုက်တွန်းပြောဆိုခဲ့ပါတယ်။ထို့သောဆောင်ရွက်မှသာအာဆီယံ၏ညီညွတ်မှုနှင့်ဂုဏ်သိက္ခာများကိုအားကောင်းစေမှာဖြစ်ပြီးစစ်ကောင်စီ၏သွေးခွဲအုပ်ချုပ်မှုများမဟာဗျူဟာများနှင့်အခွင့်အလမ်းများလျှော့ချနိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးဒီမိုကရေစီစံပြီးဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသည့်အနာဂတ်စီပုံမယုံကြည်စိတ်ချသောနည်းလမ်းတစ်ခုကိုဖန်တီးနိုင်မည်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။